န်းထဲဝင်ပြီးနောက်မှာတော့အယ်ကထင်သားတယ်လို့မဟုတ်ပဲကြောင်တောင်ပုံစံပေါက်နေတဲ့အတွက်ရဲတွေအကုန်လုံးအံ့ဩသွားကြပါတယ်။တယောက်ချင်းစီ ID ကတ်တွေထုတ်ပြီးမိတ်ဆက်ကြတဲ့အခါမှာတော့နာမည်ကိုဒစိမ့်တယောက်ကိုထုတ်မပြသင့်ကြောင်းနဲ့ခီရာကလူတက်ဖို့ဆိုရင်နာမည်နဲ့မျက်နှာလိုအကြောင်းသတိပေးပါတယ်။အခုပြောမယ့်ကိစ္စတွေကိုစာရွက်မှာရေးမှတ်တာတို့ဘာလို့မလုပ်ပဲခေါင်းထဲမှာတော့မှတ်တာဖို့နဲ့သူ့ကိုလည်းအယ်လို့မခေါ်ပဲရူဇာကီလို့တာခေါ်ဖို့သတိပေးပါတယ်။အယ်ကခီရာအနေနဲ့ဂျပန်မှာလို့ကောက်ချက်ချလိုက်တာနဲ့ဂျပန်လူတွေကိုပို့ပြီးတက်ပြတယ်။လို့တော့ဘာဖြစ်လဲဆိုတဲ့ပုံစံနဲ့ခလေးဆန်ကြောင်းကိုလည်းပြောပါတယ်။အယ်ကိုတိုက်ရိုက်ဆင့်ခေါ်နေတဲ့ခီရာကအကယ်၍များမီဒီယာတွေမှာရာဇဝတ်သားတွေရဲ့နာမည်ကိုမချပြရင်တော့အပြစ်မဲ့တဲ့လူတွေကိုပါတက်လာနိုင်ကြောင်းပြောပါတယ်။ FBI နဲ့အသက်မခံရခင်တပတ်အတွင်းဖြစ်ပျက်သမျှကိစ္စတွေပေါ်ရဲတွေကိုနားလည်အောင်တေချာလေးရှင်းပြပါတယ်။ဒီတော့ဖြစ်နိုင်တာအဲ့ဒီအတော်အတွင်းမှာစုံစမ်းခံရတဲ့လူတွေတွေကတယောက်ကတေချာပေါက်ခီရာဖြစ်နိုင်တယ်လို့အယ်ကာကောက်ချက်ချပါတယ်။ဒီမှာရှိတဲ့လူတွေကတယောက်ကလည်းခီရာဖြစ်နေနိုင်တဲ့အတွက်တယောက်ချင်းစီကိုအစ်စ်စေးကမ်းမှုပြောပါတယ်။ရဲတွေကလည်းဝင်လာကစားတော့အယ်ကိုတန်တရားဝင်ကြပေမဲ့အခုလိုပြောပုံဆိုပုံကောက်ချက်ချပုံတွေကြောင့်တန်တရားကင်းပြီးယုံကြည်သွားပါတယ်။လိုင်းအနေနဲ့ကလည်းဆိုးချီရိုကိုထမင်းမှုပို့ပြီးဖို့အကြောင်းဖန်လာတာနဲ့စာအုပ်တွေကစာရွက်တရွက်ကိုဖျဲပြီးဌာနချုပ်ကိုသွားပါတယ်။တစ်ဖက်မှာလည်းရေးရဲ့ဇနီးလောင်ဖြစ်သူကရေးသိဆုံးမှုအတွက်လက်မလျှော့တွေပဲဘတ်ကားပြန်ပြီးဆွဲတဲ့နေ့ကရေးပြောပြတာတွေကိုမှတ်ထားပြီးတိုယိုတာရောမဟုတ်တဲ့အတွက်ဘတ်ကားပေါ်မှာလည်းခီရာပါလိုက်မယ်လို့တတိချယုံကြည်ထားပါတယ်။ခီရာအနေနဲ့နှလုံးဖောက်ပြီးတည်စေတာပြင်တခြားသောနီလန်းတွေနဲ့လည်းလူတက်လို့ရတဲ့ကြောင်းကိုယုံကြည်နေပါသေးတယ်။အဲအတွက်ကြောင့်သူတီးတဲ့မြောက်ကိုတင်ပြဖို့အတွက်ဌာနချုပ်ကိုလာနေပါတယ်။လိုက်ရလည်းဌာနချုပ်ကိုရောက်လာပါတယ်။ခီရာကိစ္စနဲ့ပတ်သက်ပြီးတင်ပြခြင်းတဲ့အတွက်ရဲတွေနဲ့တွေ့ခွင့်ပေးဖို့ပြောနေတဲ့ရေးရဲ့ဇနီးလောင်ကိုတွေ့ပါတော့တယ်။ခီရာကိစ္စကိုတာဝန်ယူထားတဲ့ရဲတွေအကုန်လုံးကလည်းဌာနမှာမရှိတဲ့အပြင်ဖုန်းတွေလည်းပိတ်ထားကြတဲ့အတွက်ဆက်သွယ်လို့မရဖြစ်နေကြပါတယ်။လိုက်ရလည်းအဖေဖြစ်သူကဒီအမှုကိုတာဝန်ယူထားတဲ့အကြောင်းနဲ့ခေါင်းဆောင်တယောက်ဖြစ်ကြောင်းပြောပြီးအကယ်၍ဆက်သွယ်လို့ရလာရင်သူ့ဖုန်းကနေသင်ပြောလို့ရကြောင်းပြောပါတယ်။လိုက်ကလည်းခီရာပေါ်ထားတဲ့အထင်မြင်တွေကိုမေးပြီးယာဂါမီလိုက်ဆိုပြီးမိတ်ဆက်ပါတယ်။ရေးရဲ့ဇနီးလောင်ကလည်းမာကီရှူကိုဆိုပြီးပြန်လဲမိတ်ဆက်ပါတယ်။မာကီကလည်းခီရာကနှလုံးဖောက်အောင်လုပ်ပြီးသိစေတာပြင်တခြားနီလန်းတွေနဲ့ပါတက်နိုင်ကြောင်းပြောတော့လိုက်အနေနဲ့ဒီမိန်းမကဘာလဲဟာဆိုပြီးအံ့ဩသွားရပါတယ်။သူနဲ့တီးတဲ့လူတယောက်ကခီရာနဲ့ဆုံမှုလူဖြစ်ပြီးခီရာတက်လို့တည်သွားရကြောင်းပြောတော့ရေးဘက်မှာရဲ့ဇနီးလောင်ဖြစ်မယ်လို့လိုက်ရခတ်မှန်းပြီးသွားပါတယ်။ရေးကဘတ်ကားပေါ်မှာတော့သူ့ရဲ့ ID ကတ်ကိုရွေးချယ်စရာမရှိတဲ့အတွက်လူတယောက်ကိုပြခဲ့ကြောင်းကိုမာကီကိုပြောပြခဲ့တာကြောင့်အဲ့ဒီလူကခီရာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒီကိစ္စတွေကိုရဲတွေကိုမပြောပြရခင်အချိန်လေးမှာလိုက်ရတိခွင့်ရသွားတဲ့အတွက်လိုက်ဘေးနားမှာရှင်နီဂါမီအပြင်တခြားသောနတ်ဖျားတွေပါရှိနေတယ်လို့တွေးနေရင်ဒီပိုင်းလေးကပြီးဆုံးသွားပါတယ်။